တင်ကြီးစေးရောက်တိုင်ဝင်စားဖြစ်နေကြတပွဲကို2500ပဲပေးရတယ်တက်တက်လို့ကော်ပြန်စိတ်ကော်ပြန်ကျော်အော်ကီကြီးကြာကြံကျော်ခောက်ဆွဲကျော်ရတဲ့ဆိုင်လေးကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်လေးကတော့တင်ကြီးစေးကမုံပွင့်ရဲ့ဘေး24လမ်းနဲ့မဟာဗန္ဓုလလမ်းဒေါင်းထိပ်မှာရှိတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်မနက်10ခွဲလောက်ကနေစရပြီးတော့ညနေ4နာရီ5နာရီထိရရလို့သိရပါတယ်စောကုံရင်တော့စောသိမ့်ပါတယ်ရှင်ဒီဆိုင်ကတက်တက်လို့ဆိုင်လေးဖြစ်တာမလို့လူမျိုးဘာသာမျိုးစားသုံးလို့ရပါတယ်ရှင်ဈေးနှုန်းလေးတွေကကြာကြံကျော်ခောက်ဆွဲကျော်ကော်ပြန်ကျော်အော်ကီကြီးကော်ပြန်စိမ့်ဘာယူတပွဲကို2500ပဲပေးရပြီးတော့အကျော်ရီဆိုရင်တော့တစ်ခု1000ပဲပေးရပါတယ်ရှင်ဒီဆိုင်မှာ Grace အကြိုက်ဆုံးကတော့ကော်ပြန်စိမ့်မှာကော်ပြန်စိမ့်ကိုဖတ်သားပပလေးနဲ့အတီးရွက်များများထုတ်ထားပြီးတာမလို့ Grace အရန်ကြိုက်တာပါဒီဆိုင်လေးက Grace ငငယ်လေးကစားနေကြဆိုင်လေးပါဘတ်ဂျက်လည်းစစ်ဖြစ်ပြီးတော့အရသာလည်းကောင်းတယ်စီရလည်းမပါတဲ့လောက်ပဲလေဘင်းရှာတာပါညာမရှိဘူးအဲ့ဒါကြောင့်ဒီဆိုင်မှာတော့ Grace ကမကြမ်းကြလာစားဖြစ်ပါတယ်ဒါလေးကတော့စမူစာရဲ့ okay ကြီးရဲ့ပဲပြရဲ့ပါကိုကြိုက်တာကိုကြိုက်တယ်လို့ညှက်ခိုင်းလို့ရပါတယ် Grace ကတော့ဒီ3ခုရောယူလိုက်ပြီးတော့အရွက်ထည့်ပေးတယ်အချင်းရီလောင်းပေးတာငရုတ်သီးမုံလေးပပလေးဖြူပြီးတော့ရောနယ်စားတာကိုကြိုက်ပါတယ် Grace အိမ်အတွက်ပါဆယ်ဝယ်သွားရေးဆိုလဲကြာစံကြော်တွေကော်ပြန်စိမ့်တွေစမူစာတွေ okay ကြီးတွေအကုန်ရောနယ်ပြီးတော့အယောင်လို့ရှင်စလုံးကြီးနဲ့ထက်အသီးရွက်တွေထက်မကြီးလေးထည့်ပြီးတော့ရောပြီးတုပ်စားလေးရှိပါတယ်ဒီဆန်ကအရသာလေးအရသာပေါ့ပေါ့လေးဘက်ကိုသွားပါတယ်အချိုအငံလည်းမပါတော့နီးပါပဲစီလည်းမပါတော့နီးပါနဲ့ကြော်ထားတာဖြစ်လို့ healthy food ဘက်ကိုသွားတယ်ပေါ့နော်အဲ့တော့အရသာလေးလေးပင်ပင်ကြိုက်တဲ့သူအတွက်ကိုတော့ no recommend ပါတက်တက်လွတ်စားတဲ့သူတွေရဲ့အချိုအငံလေးလေးပင်ပင်စီများတာကြီးမစားကျင်တဲ့သူတွေရဲ့တင်ကြီးစင်းနာတော့ရလို့ဘာစားကောင်းတာလေးစားရမလဲလို့ရှာနေတဲ့သူတွေရဲ့ budget စစ်ဖြစ်ချင်တဲ့သူတွေအတွက်ကိုဒီဆိုင်လေးကို recommend လုပ်ပါတယ်ဒီဆိုင်ကိုရောက်ဖြစ်ခဲ့တဲ့ဆိုရင်လည်းဒီဆိုင်ရဲ့ signature ဖြစ်တဲ့ငှက်ပြောကြော်ကိုစားပြအောင်စားခဲ့ဖို့အတွက်ကိုတိုက်တွန်းပါတယ်အရန်ကိုစားလို့ကောင်းပါတယ်ငှက်ပြောတီကိုလေလုံးဝမှဲ့ပျော်နေငှက်ပြောတီကိုတုံးထားတာဖြစ်လို့ချိုမွေးပြီးအကျော်တော်တော်ကောင်းပါတယ်ဆိုတော့ Grace ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Grace သွားခဲ့တဲ့ဆိုင်နာမည်လေးကတော့24လမ်းကြာစံကျော်ပဲဖြစ်ပါတယ်ရှင်ငပီတောင်ကောင်းကောင်းကြိုက်တဲ့သူတွေအတွက်လည်းကောင်းမှကောင်းငပီတောင်ရှိပါတယ် Grace ကတော့အိမ်အတွက်2ဘူးပါဆယ်ဝယ်ခဲ့ပါတယ်ရှင်24လမ်းကြာစံကျော်ဆိုင်ရှိတဲ့နေရာလေးကတော့တင်ကြီးစေးကမုံပွင့်ရဲ့ဘေး24လမ်းထိပ်မှာပဲဖြစ်ပါတယ်ရှင်အားလုံးမတတာ